ဘူနဂါကိုထောက်ခံလို့ဆိုပြီးတော့ဘူနဂါကိုထောက်ခံတဲ့ရွာသားတွေဖုံးကြီးတွေကိုဖမ်းတာကယွံဖို့ကောင်းတယ်အခုတကူတော်သူ့ဘရာစာကိုခင်ဗျားတို့ဦးချီဗီဒီယိုဖိုင်နဲ့ထုတ်မပြဘူးအတီးပြုလို့မရတဲ့သတင်းတွေအရတကူတော်သူ့ဘရာစာကိုဘူနဂါရဲ့လက်ယုံတစ်ယောက်ဖြစ်တဲ့တကူတော်သူ့ဘရာစာခင်ဗျားတို့တပ်ပလိုက်ပြီလို့သတင်းကြားတယ်အခင်တောင်းယူခင်ဗျားတို့ထုတ်ပြလေသူတို့ကဘာပြစ်ရှိလို့ခင်ဗျားတို့ကဖမ်းထားရတာလေသူတို့ကစစ်တုံးနော်ခင်ဗျာဒီအချိန်မှလေသိလားဒီအချိန်မှလေမြင်နေရတယ်ဘဘွားကြီးခင်ဗျားတို့ဘူနဂါကိုဘလောက်မုံ BNR ကိုဘလောက်ကြည့်မရသူ့ရဲ့မိသားစုကိုဖမ်းတာကယွံဖို့ကောင်းတယ်အားလုံးပဲမင်္ဂလာပါຫນွေဦးတော်လိုင်းရေးတရင်အပါဝင်နိုင်ငံရေးစစ်ရေးတရင်များကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် like and subscribe လေးလုပ်ထားပေးပါရန်တောင်းဆိုအပ်ပါတယ်စိတ်ပြက်စရာကောင်းတယ်နော်ခင်ဗျားတို့ဖမ်းစရာကိုအကြောင်းမရှိဘူးခင်ဗျားတို့လုတ်ရက်ကဖက်စစ်မင်းအောင်လိုက်စစ်တပ်ကလုတ်ရတဲ့တထေဟာတွေပဲခင်ဗျားတို့တန်းညိတယ်လားခင်ဗျားတို့ကအစိုးရယူနေကြတော့နော်အစိုးရယူနေကြတဲ့အခါကျတော့မင်းအောင်လိုင်ကသူ့ကိုယ်သူအစိုးရလို့ပြောတော့ခင်ဗျားတို့အစိုးရဆိုရင်ဒီလိုမျိုးပြည်သူကိုရက်ဆက်ရုံမှာကောက်ချစ်စင်လဲအောက်တန်းကြရမယ်လို့ခင်ဗျားတို့ထင်နေရလားဟုတ်ခင်ဗျားတို့လုတ်ရက်ကအဲ့ပုံစံဖြစ်နေတယ်ခင်ဗျားတို့အခုနုကြီးကဘူနဂါရဲ့ညီမရဲ့နမကိုဖမ်းတာခင်ဗျားတို့ထောက်ခံလားပြောကြစမ်းနုကြီးရဲ့ရိုးကိုက်ခွေးတွေပြောကြစမ်းခင်ဗျားတို့ထောက်ခံလားဟမ်ကိုရီမွန်တို့ခင်ဗျားတို့ဘဝမေ့သွားပြီလားဟမ်ခင်ဗျားတို့ရန်သူလက်ထက်မှာဘလို့ခံခဲ့ရလဲခင်ဗျားတို့ဘဝမေ့သွားပြီလားအဲ့တော့ဘူနဂါရဲ့ညီမကိုချွန်းချက်မရှိမဲ့တပေါက်မစွန်းမနဲ့ခင်ဗျားတို့ချက်ချင်းလှော့ပါအဲ့ကျုပ်တို့ကတောင်းပန်နေတာမဟုတ်ဘူးခင်ဗျားတို့အမိတ်ပေးနေတာခိုင်းနေတာသဘောပေါက်လား we demand ကြားလာနုကြီးဟာဒီ we demand we order you ခင်ဗျားတို့ဘာမှတောင်းပန်စရာအကြောင်းမရှိဘူးမှားနေတာခင်ဗျားတို့ကမှားနေတာရှင်းလားအယက်သားပြည်သူကိုဒီလိုအနိုင်ကျင့်ခြင်းသည်ခမာနီရဲ့လက်ချက်လုပ်ရက်ထောက်လိုင်းစစ်ထောက်လိုင်းနဲ့မင်းအောင်လိုင်းဂျမ်ဖက်စစ်တဲ့လုပ်ရက်မလုပ်ရဘူးအခု NUG ရဲ့တရားလက်မဲ့လုပ်နေတာကိုဘယ်သူထောက်ခံလဲပြောတခြားတွေမပြောနဲ့ဒီဟာလေးကွက်လေးအရင်ပြောမယ်ဘူနဂါရဲ့ညီမကိုဖမ်းတာဘယ်သူထောက်ခံလဲပြောကန်ကြီးတော့ဖုံးကြီးကိုနှိပ်စက်နေတာဘယ်သူထောက်ခံလဲဟမ်ဘူနဂါကိုထောက်ခံတဲ့ရွာသားတွေကိုဖမ်းဆီးနှိပ်စက်တာဘယ်သူထောက်ခံလဲပြောလေမလုပ်ရဘူးဟာအခု NUG ရဲ့လုပ်ရက်ကတော်လိုင်းရေးကိုပါဆွဲချနေတာတော်လိုင်းရေးပါဆွဲချနေတာမလုပ်ရဘူးအဲ့တော့တေချာတစ်ခုတော့အခုတော်လိုင်းရေးအဲ့ဒီ NUG ရဲ့ခေါင်းကြီးပိုင်းမှာမင်းအောင်လိုင်းရဲ့မြုပ်ကောင်ရှိကိုရှိရမယ်မင်းအောင်လိုင်းရဲ့မြုပ်ကောင်ရှိကိုရှိရမယ်ရှိပြီးတော့တမန်တကာကိုတော်လိုင်းရေးတစုံလုံးမှာရောက်သေးချအောင်လုပ်နေတာဒီနေ့လေဒီပြုလို့မရတဲ့သတင်းတစ်ခုကဘာလဲဆိုတော့ local တစ်ဖွဲ့ကို NUG အောက်မှာမရှိတဲ့ local တစ်ဖွဲ့ကိုသွားတိုက်တယ်ဆိုလားသွားဝိုင်းတယ်ဆိုလားကျွန်တော်တို့သတင်းကြားတယ်အခုဘူနဂါဥဆောင်တဲ့ BNR တွေကိုအင်အားထောင်ချီနဲ့သွားဝိုင်းတဲ့ NUG အောက်က PDF တွေပတ်သုံးလုံးတွေခင်ဗျားတို့ထောင်ချီရှိတာအခုအကြမ်းဖက်စစ်တပ်ကဘူနဂါစစ်တပ် BNR မရှိတော့တဲ့လေဟာနယ်မှာဝင်လာပြီးတော့ရွာသားတွေကိုနှိပ်စက်နေတယ်ရွာကိုမီးရှို့နေတယ်
ဘူနဂါတို့ကိုလာပြီးတော့ဟမ်ဆောင်ကျော်ဆောင်ကြနဲ့လှုပ်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောခဲ့တဲ့ပသုံးလုံးထောက်ကြည့်ဘယ်ရောက်သွားလဲပြေးလိုက်တာအမိကိုတန်းနေတာပဲဆိုမင်းတို့ကအရင်စစ်ဆောင်သွားတာဆိုပြည်သူကိုကာဗာယူပြီးတော့ဟမ်စွမ်းသူမောင်တို့တာမီတို့ဖြေချစမ်းပါအောင်ကိုရင်မုံတို့ကိုလွန်ကိုလက်တို့ဖြေချစမ်းပါအောင်မင်းတို့ရဲ့တတိယဒါလားကွာပြောချစမ်းပါမင်းတို့တတိယဒါလားကွာစော်လေချလီကွာမင်းအောင်လိုင်းသွားချလီမင်းတို့မင်းအောင်လိုင်းကိုလောက်လာချတာကိုမတွေ့မိသေးဘူးနော်မင်းတို့ကဘာလုပ်နေရလဲဆိုတော့ခုံဥဖို့လို့အတွက်မင်းတို့ရဲ့မျက်စိမှာဓာတ်မကျိုးတဲ့အဖွဲ့တွေပေါ့ကွာနော်မင်းတို့ရဲ့စကားလုံးပဲငါပြန်သွားရမယ်ဆိုလို့ရှိရင်မင်းတို့အတွက်စူးညောင်ခလုတ်ဖြစ်နေတဲ့ဟာအဲ့ဒါကိုမင်းတို့ကရှင်းတာဘာကြောင့်ရှင်းလဲဆိုတော့မင်းတို့ကကိုကိုဗမာကိုစားပြုအဖွဲ့အနေနဲ့မင်းတို့လော်ဝကြီးအုပ်မလို့မင်းတို့ကောင်းနေဘူးလေလीဗမာကိုစားပြုအဖွဲ့ဖြစ်ကျုပ်တို့ကအသိမှမပြုဘူးမင်းတို့ကိုအသိမှပြုတဲ့အဖွဲ့လေအများကြီးလူတွေလည်းအများကြီးတန်းချီရှိတယ်ကွာငါကောင်ကအခုလောလောဆယ်မင်းတို့ရဲ့အာဏာကိုတိဆောက်နေတာက NLD ရဲ့ frame နဲ့တိဆောက်နေတာသိလားမင်းတို့ကွက်လေးတစုစာပဲရှိတယ်မင်းတို့ခုံကြိုဥနေတာဖြာကြိုခင်းနေတာမင်းတို့အုံနောက်အတိတရားလေးတော့ရှိကြအောင်အရှက်လေးတော့ရှိကြအောင်မင်းတို့လောက်ရက်တွေကတရားလက်လွန်ရမ်းဖြစ်နေပြီအရှက်တရားလည်းမရှိဓမ္မတရားလည်းမရှိမင်းတို့ရက်စမှုကလည်းကန်းကုန်ဟမ်အေးငါတို့တွေကဘာကြောင့်လိုကယ်ရီလက်နက်ကင်ထားပြီးရှိဖို့လိုလဲဆိုတာထောက်ခံလဲဆိုတာထပ်ပြောမယ်မင်းတို့ရဲ့ဇာတိရုပ်တီပေါ်လာမယ်ဆိုတော့သိနေလို့ကွာသိလားအခုဇာပြတာပဲတော်လိုင်းကြီးတော့မပြီးသေးဘူးဇာစပြတာပဲဇာစပြတာပဲဟဲ့လားကြည့်လေလက်နက်လေးကိုလက်ထဲမှာရှိတာနဲ့ရန်ကရက်ဆက်ထောင်လွှားပလွှားမဟာတရားတွေအဲ့ဒါတွေကိုလည်းဝိုင်းပြီးတော့မျက်စိစုံမိတ်ပြီးထောက်ခံနေတဲ့ကျွံယူတွေကလည်းရှိသေးဟမ်မင်း BNR တွေသာရခိုင်ဆိုလည်းမင်းတို့မထီရဘူးဒီအချိန်မှာမင်းရခိုင်တို့ကချင်တို့မင်းတို့ကဖျားစင်ပေါ်တင်ပြီးတော့ကိုးကွယ်ကြမှာဥချမဲ့ကောင်းလေကွာနှုတ်ကြီးကအဲ့ဘာအရှက်လေးပါလေးရှိကြအောင်ဓမ္မလေးပါလေးတော့လက်ကင်ထားကြအောင်လေကွာမင်းတို့လောက်ရက်တွေကတအားကိုတရားလွန်ဖြစ်နေပြီခင်ညွန့်တို့လက်ထပ်မှာတော့မှအကိုမမိရင်ညီတွေညီမတွေဖမ်းနေဆိုတာကျုပ်သိမ့်မကြားဘူးကွာနှုတ်ကြီးခေါင်းကြီးပိုင်းရအခုမင်းအောင်လိုက်လက်ထပ်မှာမှအစိုးအဆုံးအရက်ဆက်ဆုံးအယုတ်မှဆုံးအကောက်ကျစ်ဆုံးဖြစ်တာအဖေမမိရင်သားဖမ်းတယ်သားမမိရင်အဖေဖမ်းတယ်ဆိုတာဖြစ်တာအေးမင်းအောင်လိုက်ဆိုတာကဖက်ဆက်အကျန်းဖက်ဆက်တယ်ကွာငါကောင်ကဟမ်အခုမင်းတို့ကအကိုဖြစ်တဲ့ဘုံနဂါကိုမမိလို့ဘုံနဂါရဲ့ညီမကိုဖမ်းတယ်ဆိုတာကမင်းတို့ကဖက်ဆက်အကျန်းဖက်ဆက်တဲ့နဲ့တန်းညှိပြီးတူတူပဲလို့မင်းတို့ကတတ်သိပြလိုက်တာပဲဟမ်လောက်ရက်တွေကရုပ်မာလောအားကြီးတယ်ကောက်ကျစင်းလင်းလောအားကြီးတယ်မလောက်ရဘူးဒါလားအစိုးရဖြစ်မဲ့ဇေယိုက်လက္ခဏာဒါလားဥဆောင်ဖွဲ့စည်းတစ်ခုရဲ့ဇေယိုက်လက္ခဏာမဟုတ်ဘူးကွာနောက်တစ်ခုကျွန်တော်ပြောဦးမယ်အကြောင်းအရာကိစ္စတွေဖြစ်လာလို့ရှိရင်သူလဲမားတယ်ဆိုတာကျွန်တော်ပြည်သူတွေဘယ်တော့မှမလုပ်နိုင်ကျွန်တော်ပြောပြမယ်မြမရိုးရလက်ဝဲပွဲတွေချီဘူးမှာပေါ့တခါထိုင်းကပောင်စင်နေနော်ဘီယရှစ်တို့ချီဘူးမှာပေါ့မတူရာဘာကိုသွားတွေ့ရတယ်သိလား
Thank you ပေါင်းစံတို့နော် one championship တို့မှာအမှတ်နဲ့ပါအနိုင်ရှုံးဆုံးဖြတ်တယ်ထိုးကြပြီဆိုတဲ့ကတော့သူထိုးကိုထိုးပေါ့ဟုတ်တယ်ဟုတ်ကစ်ပေါင်းစံလားလို့ပဲပြီးခဲ့တဲ့ရက်ပိုင်းက Veronica တို့ပွဲပဲကြည့်ဒါပေမဲ့ဒိုင်က3ယောက်ရှိတယ်ပြီးတဲ့အခါကြာလို့ရှိရင်3ယောက်ဆိုတာကမကနန်းအစုံဖြတ်ကိုတတိချာထွက်အောင်လို့2မဲ1မဲ3မဟုတ်3မဲလုံးဖြစ်အောင်လို့အနိုင်ရှုံးဆုံးဖြတ်တဲ့အခါမှာဒါကအမှတ်ပေးစီးမြင့်နေနဲ့အမှတ်ပေးပြီးတော့အလဲမထိုးလို့ရှိရင်အမှတ်ပေးပြီးတော့အနိုင်ရှုံးဆုံးဖြတ်တယ်အဲ့တော့တစ်ဖက်ဖက်မှာတော့ရှုံးခြင်းနိုင်ခြင်းမှန်ခြင်းမှားခြင်းဆိုတာတော့ပေါ်တာပေါ့မြမရိုးရလက်ဝိတွေကိုလည်းကျွန်တော်ဒီနေရာကနေအကြံပေးချင်တယ်ခင်ဗျားတို့နည်းနည်းအဲ့လိုအမှတ်ပေးစီးမြင့်နဲ့ပြောင်းပြီးတော့လုတ်တဲ့အချိန်ရောက်ပြီကျွန်တော်တို့တောက်လျှောက်ကြည့်လာတဲ့မြမရိုးရလက်ဝိပွဲတွေကဟာချဘလောက်ကောင်းအလဲမထိုးနိုင်လို့ရှိရင်ဘာဖြစ်လဲဆိုတော့ပူးတွဲချန်ပီယံဒါကြီးပဲအဲ့တော့မြမရိုးရလက်ဝိကထိုင်းကပေါင်စံနဲ့ရှင်လို့ရှိရင်တခြားချက်တွေလည်းအများကြီးတော့ရှိတာပေါ့ဗျာကြံခဲ့တဲ့အဲမှာအဲ့ဒါတစ်ချက်ပါတယ်လို့ကျွန်တော်ထင်တယ်နော်ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုတော့ခင်ဗျာဗျာအသေးထိုးဘလောက်ထိုးမြမရွက်လက်ဝိမှာအနာကိုတောင်းလို့ရတယ်နော်အနာတောင်းတယ်ပြီးရင်ဘာလုပ်လဲပြန်ပြီးတော့ရေနဲ့ပြန်နှက်ပေးလို့ရတယ်နော်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့မြမရွက်လက်ဝိကဘာဖြစ်လဲဆိုတော့အလဲမထိုးလို့ရှိရင်မနိုင်ဘူးလို့ကျွန်တော်တော့မှတ်သားဘူးတယ်ဒါလည်းကိုကျွမ်းကျင်တဲ့ subject မဟုတ်တော့တကယ်လို့မြန်ကျွန်တော်ပြောတာမှားရင်တော့လည်းလာပြီးထောက်ပြပြန်နော်ပြန်ပြပေးပါဒါပေမဲ့ Thank you ပေါင်းစံတို့ one championship တို့ကြတော့အမှတ်နဲ့ဆိုတော့အနိုင်ရှုံးကွဲတယ်အဲ့တော့ပြဿနာတစ်ခုဖြစ်ပြီဆိုရင်ကျွန်တော်ဒီနေရာမှာပြောချင်တာကတစ်ဖက်ကတော့ပူမှားတယ်အဲ့တော့အခုလောဆယ် NUG နဲ့ BNR နဲ့ဖြစ်တယ်ဆိုရင်တစ်ဖက်ကတော့ပူမှားတယ်တစ်ဖက်ကတော့ပူမှန်တယ်ကျွန်တော်ပြောချင်တာစင်းလုံးကျော်မှားတယ်စင်းလုံးကျော်မှန်တယ်လို့ကျွန်တော်မပြောဒါပေမဲ့တစ်ဖက်ကတော့ပူမှားတယ်တစ်ဖက်ကတော့ပူမှန်တယ်အဲ့တော့ကျွန်တော်တို့ကဓမ္မတရားကိုတိုက်ပွဲဝင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကပြတ်သားတော့ရပေးကြဖို့လိုတယ်ထားပါတော့ဗျာအခုမင်းအောင်လိုင်းကိစ္စမင်းအောင်လိုင်းအာနာသိန်းကလေးကဒီကောင်မားတယ်လို့ယုံကြည်လို့အာနာသိန်းခံရတဲ့ဘက်ကကျွန်တော်တို့ပြတ်သားရက်ပြီးတော့တော်လှန်ကြတယ်မဟုတ်ဘူးလားဓမ္မကိုခွေးချီသွားလို့ပလင်ပေါ်ခွေးတက်လို့ကျွန်တော်တို့ကပြတ်သားရက်တီလိုက်တာမဟုတ်ဘူးလားအဲ့တော့ဒါကိုကမ္ဘာနိုင်ငံတွေကဘာပြောကြလဲဆိုတော့ပြည်တွင်းရေးပြတ်သလားဟုတ်လားအာဆီယံဘုံသဘောတူညီချက်9ရက်ကလည်းဘာပြောလဲဆိုတော့တွေ့ဆုံဆွေးနွေးဖြေရှာပါမျိုးသားပြည်လည်ပြည်မြေကြီးလုပ်ပါဒါမျိုးတွေပြောတယ်ဟုတ်တယ်ဟုတ်ဒီလိုလုပ်ရတဲ့ကတော့ကျွန်တော်တို့မြန်မာပြည်ကဘယ်တော့မှအာဏာရှင်အောက်ကနေမလွတ်မြောက်ဘူးဘာကြောင့်လဲဆိုတော့မင်းတို့ခိုးဘက်လဲတော်ဒီဘက်လဲတော်သိတယ်မလားအဲ့လိုမျိုးပုံစံမျိုးပြောလို့ရတော့ကျွန်တော်တို့အာဓမမှုကအများကြီးကြီးစိုးနေမှာပဲဘာအာဓမလွတ်သွားတာအဲ့တော့ကျွန်တော်ဒီနေ့ပေးချင်တဲ့ message ကသတင်းစကားကကျွန်တော်ပြည်သူတွေနော်ယနေ့မှစပြီးတော့ဟိုဘက်လဲတော်ဒီဘက်လဲတော်ဟိုဘက်လဲမှားတယ်ဒီဘက်လဲမှားတယ်ဆိုတော့လေနံနှစ်ဖက်ကိုခွနေတဲ့ policy ကိုယနေ့မှစပြီးမလုပ်ပါနဲ့အခါကတော့ပြပြသားခင်ဗျားတို့ရက်တီပေးဖို့လိုတယ်မြန်မာပြည်အရေးကိုကြည့်နိုင်ငံတကာကဘာပြောလဲနှစ်ဖက်တွေ့ဆုံညှိနှိုင်းပြီးတော့ဖြေရှင်းပါဟိုဘက်ကလည်းလွန်တယ်ဒီဘက်ကလည်းလွန်တယ်ဒီလိုပြောတယ်အဲ့တော့ကျွန်တော်တို့ခံရတဲ့လူတွေဘက်ကဘာဖြစ်လဲကျွန်တော်တို့ခံရတာသိရမလားအားနေတဲ့သူတွေနှခါနာတယ်
အဲ့တော့အိမ်အောင်မိသားစုတွေမှာကြည့်မယ်ဆိုရင်လေတချို့မိဘတွေကလေးတွေကိုထိန်းတဲ့နေရာမှာပြဿနာတစ်ခုဖြစ်လို့ရှိရင်ဘာလုပ်လို့ရှိလဲ။အော်နင်တို့ကလည်းတော်ကြစမ်းမှာတော့နင်လဲတော်နင်လဲတော်နှစ်ယောက်စလုံးမှားတယ်ဆိုပြီးတော့ပြောတဲ့ဆုံးမတဲ့ပုံစံမျိုးကမှားတယ်နော်မဟုတ်ဘူးအဲ့ဒါဒီကျွန်တော်တို့မြန်မာပြည်ကမိသားစုတွေဖွဲ့စည်းထားတော့ကျွန်တော်ဒီနေ့အလင်းပင်လုံးကိုတခါတည်းပြောပြတာအဲ့ဒါကြီးကမိသားစုကနေ community ကနေ society အစွဲပြုသွားလို့ရှိရင်ကျွန်တော်တို့ရဲ့မြန်မာပြည်လူမျိုးတွေရဲ့ပြဿနာတစ်ခုကိုဖြေရှင်းတဲ့အခါကျရင်ဘာဖြစ်လဲသူလဲမားတယ်အဲ့တော့အဖြေဘယ်တော့မှမထွက်ဘူးမလုံးစက်ကူကဖြစ်တယ်အဲ့မှာကျွန်တော်တို့လူလေသားသမီး policy လူလေသားသမီးခံချက်တွေလူလေသားသမီးမူဝါဒတွေနော်ကြီးစိုးသွားလို့ရှိရင်ရန်သူကိုတိုက်တဲ့နေရာမှာအာဓမ္မကိုတိုက်တဲ့နေရာမှာစိန်ခေါ်မှုပိုကြီးတယ်နော်အဲ့တော့ကျွန်တော်တို့ဒေါ်လာရေးကြီးနဲ့အရေးတော်ပုံကြီးနဲ့ကကျွန်တော်တို့မိသားစုတွေနော်ကျောင်းတွေမှာသင်ရတာတွေမိသားစုတွေမှာသင်ရတာတွေဘာသာရေးကောင်းဆောင်တွေရဲ့အစိုးအမတွေ